မင်္ဂလာပါခင်ဗျာဒီနေ့တင်ဆက်ပေးချင်တဲ့သတင်းတွေကတော့အရာတော်နဲ့မြင်းမှုမျိုးနဲ့အဆက်ကကျေးရွာတွေကို Jet Fighter တွေအပြင်စက်တက်လေထီလို့ခေါ်တဲ့ Gyrocopter တွေနဲ့ပါဘုံကျဲတိုက်ခိုက်ခဲ့လို့ကလေးငယ်2ဦးနဲ့အမျိုးသမီး2ဦးပါဝင်ဒေသခံ12ဦးတေဆုံးခဲ့တဲ့သတင်း6ဦးမှာနေအိမ်မိဆူနေတဲ့စစ်တပ်ကိုတိုက်ခိုက်ခဲ့ရာတေဆုံးသူနဲ့ဖမ်းမိသူတွေရှိတယ်လို့ BLDF ကပြောကြားတဲ့သတင်းမြင်းမှုမျိုးနယ်မှာစက်ကြေးကောက်ဖို့ထွက်လာတဲ့စစ်ကောင်စီစစ်ကြောင်းကိုတော်လန်ကြီးပူပေါင်းတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့တဲ့သတင်းစကိုင်းတိုင်းကတာမြို့မှာမြို့သိမ်းတိုက်ပွဲတွေပြန်လည်ပြင်းထန်နေတဲ့သတင်းနေပြည်တော်အဝယ်စစ်ကောင်စီစစ်ဆေးရေးဂိတ်ကိုအသေးခံ drone တွေနဲ့တိုက်ခိုက်ခဲ့တဲ့သတင်းပထမဆုံးသတင်းတစ်ပုဒ်ကတော့စကိုင်းတိုင်းအတွင်းမှာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေအရှိန်အဟုန်ပြင်းစွာဆက်လက်ဖြစ်ပွားနေပြီးအရက်သားတေဆုံးမှုတွေတိုးလာနေပါတယ်။ပြီးခဲ့တဲ့မတ်လ22ရက်နေ့ကအရာတော်နဲ့မြင်းမှုမြို့နယ်အဆက်ကကြေးရွာတွေကို Jet Fighter တွေအပြင်စက်တက်လေထီလို့ခေါ်တဲ့ Gyrocopter တွေနဲ့ပါဘုံကျဲတိုက်ခိုက်ခဲ့လို့ကလေးငယ်2ဦးနဲ့အမျိုးသမီး2ဦးပါဝင်ဒေသခံ12ဦးတေဆုံးခဲ့ရပါတယ်။အရာတော်မြို့နယ်တွေကမင်းရွာကြီးစံပြကျေးရွာနဲ့ကကင်ကျေးရွာပတ်ဝန်းကျင်မှာဒီတိုက်ခိုက်မှုတွေဖက်ပွားခဲ့တာပါဒေသခံတွေရဲ့ပြောကြားချက်အရမြေပြင်မှာတိုက်ပွဲဖြစ်ပွားနေတာမျိုးမရှိဘဲလေကြောင်းကနေပြစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပြီးလက်ရှိအချိန်အထိလည်း Suicide Drone တွေကိုအသုံးပြုပြီးတိုက်ခိုက်နေတာကြောင့်ပြည်သူတွေဘေးလွတ်ရာကိုတင်းရှောင်နေကြရပါတယ်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ရမှာ Jet Fighter 2စီး3စီးအထိတကြိုင်နက်အသုံးပြုပြီး rocket တွေနဲ့ပါပစ်ခတ်တဲ့ပုံစံမျိုးပြောင်းလဲလာတာကိုတွေ့ရပါတယ်။လက်ရှိအခြေအနေမှာလေကြောင်းအန္တရာယ်ကပိုမိုဆိုးရွားလာနေတာကြောင့်ဒေသခံပြည်သူတွေအနေနဲ့ဘုံခိုခြင်းတွေကိုအခိုင်အမာတိစောက်ကြဖို့နဲ့လေကြောင်းသတိပေးကြသတင်းတွေကိုအမြဲမပြတ်စောင့်ကြည့်ကြဖို့တော်လန်ရေးရဲဘော်တွေကတိုက်တွန်းနှိုးဆော်ထားပါတယ်။ဒုတိယသတင်းတစ်ပုဒ်ကတော့စကိုင်းတိုင်းချောင်းဦးမြို့နယ်မှာနေအိမ်တွေကိုမီးရှို့ဖျက်ဆီးနေတဲ့စစ်ကောင်စီစစ်ကြောင်းကိုဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီဘက်ကတေဆုံးသူနဲ့ဖမ်းမိသူတွေရှိတယ်လို့ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး BLDF ကသတင်းထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့မတ်လ20ရက်နေ့ကချောင်းဦးမြို့ကနေအင်အား200ခန့်နဲ့ထွက်လာတဲ့စစ်ကောင်စီစစ်ကောင်ဟာပြူစောသီးအားကောင်းတဲ့ကင်မွန်းတို့ကျေးရွာကိုရိတ်ခါပို့ဖို့ထွက်လာဖြစ်ပါလေ။အဆိုပါစစ်ကြောင်းကိုကာကွယ်ရေးတပ်ဖွဲ့တွေကလမ်းမှာမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ကင်မွန်းတော်နဲ့ချောင်းဦးကြားမှာရှိတဲ့ရှမ်းထူးကျေးရွာအတွင်းဝင်ရောက်ကနေအိမ်တွေကိုမီးရှို့နေတဲ့စစ်ကောင်စီတပ်ဖွဲ့တွေကိုလည်းအလစ်ငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဒီတိုက်ပွဲအတွင်းရှမ်းထူးရွာထဲမှာအထိုင်ချထားတဲ့အင်အား40-50ခန့်ရှိတဲ့စစ်ကောင်စီတပ်ဖွဲ့တွေက9ဦးခန့်တေဆုံးပြီး3ဦးဝန်းကျင်ဒဏ်ရာရရှိခဲ့ကရဲတပ်ဖွဲ့ဝင်2ဦးကိုအရှင်ဖမ်းမိခဲ့ပါတယ်။ဖမ်းဆီးရမိတဲ့ရဲတပ်ဖွဲ့ဝင်ကိုချောင်းဦးမြို့နယ်ပကဖအဖွဲ့စီစနစ်တကျလွှဲပြောင်းပေးရထားတယ်လို့သိရပါတယ်။အင်ဂျီ480ခန့်ရှိခဲ့ရှမ်းထူးကျေးရွာအတွင်းစစ်ကောင်စီတပ်ကမီးရှို့ဖျက်ဆီးခဲ့တာကြောင့်ဒေသခံပြည်သူတွေရဲ့နေအိမ်150ထက်မနည်းမီးလောင်ဆုံးရှုံးခဲ့ရပါတယ်။လက်ရှိမှာစစ်ကောင်စီစစ်ကြောင်းဟာချောင်းဦးမြို့ပေါ်ကိုပြန်လည်ဝင်ရောက်သွားပြီဖြစ်ပေမဲ့မြို့ပေါ်ကနေလက်နက်ကြီးတွေနဲ့ရန်တမ်းထိခတ်နေတာကြောင့်ဒေသခံပြည်သူတွေအနေနဲ့အထူးဂရုစိုက်ကြဖို့ BLDF ကတိုက်တွန်းနှိုးဆော်ထားပါတယ်။ဒီတိုက်ခိုက်မှုကို BLDF စစ်ဒေသ3မုံရွာခရိုင်ပကဖရေနဂါးစစ်ကြောင်းချောင်းဦးမြို့နယ်ပကဖ CHU PDF နဲ့နယ်စည်းမခြားစကိုင်းသားအဖွဲ့တို့ပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့စကိုင်းတိုင်းမြင်းမှုမဲဝနယ်မှာစက်ကြီးကောက်ဖို့ထွက်လာတဲ့စစ်ကောင်စီစစ်ကြောင်းကိုတော်လန်ကြီးပူးပေါင်းတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့လို့စစ်ဗိုလ်2ဦးအပါအဝင်8ဦးသေဆုံးပြီးတနက်တလတိုင်းစီရမိခဲ့ပါတယ်။ပြီးခဲ့တဲ့မတ်လ23ရက်နေ့မနက်9နာရီခွဲဝန်းကျင်မှာမြင်းမှုမြို့နယ်ဂွေဘင်တော်ရွာကနေအင်အား30ခန်းနဲ့ထွက်လာတဲ့စစ်ကောင်စီစစ်ကြောင်းဟာမုံရွာမန္တလေးလမ်းပိုင်းမှာခရီးသွားပြည်သူတွေစီကနေစက်ကြီးကောက်ဖို့ကြိုးပမ်းစဉ်တိုက်ခိုက်ခံခဲ့ရတာပါ။ဒီတိုက်ခိုက်မှုကိုပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA နဲ့မဟာမိတ်တပ်ဖွဲ့တွေကဂွေးပင်တော်ရွာနဲ့ဘိုးဝင်းကြီးကင်းရွာအကြားမှာစောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး10မိနစ်ခန့်ကြာမြင့်ခဲ့တဲ့တိုက်ပွဲအတွေ့စစ်ကောင်စီဘက်က9ဦးနေရာမှာတင်သေဆုံးခဲ့ပါတယ်
ဒါယာရရှိသူတွေကိုမြင်းမှုစေယုံကိုပို့ဆောင်စေမှာစစ်ဗိုလ်တဦးအပါအဝင်3ဦးထပ်မံတေဆုံးခဲ့တာကြောင့်စုစုပေါင်း8ဦးအထိတေဆုံးခဲ့ကြောင်း PLA ဘက်ကအတည်ပြုထားပါတယ်တိုက်ပွဲဖြစ်ပွားရာနေရာကိုစစ်ကောင်စီဘက်ကစစ်ကူတွေထပ်မံရောက်ရှိလာသလို60မာလက်နက်ကြီးတွေနဲ့ပါပစ်ကူပေးခဲ့တာကြောင့်မဟာမိတ်တပ်ဖွဲ့ဘက်ကရဲဘော်တအူးဒဏ်ရာရရှိခဲ့ပါတယ်။ဒီစစ်စင်ကြီးမှာ PLA နဲ့အတူဒေသခံ LDPF အဖွဲ့ပေါင်းစုံပူးပေါင်းပါဝင်ခဲ့ကြပါတယ်။တစ်ဆက်တည်းမှာပဲစကိုင်းတိုင်းကတာမြို့မှာလည်းမတ်လ20ရက်နေ့ကစပြီးမြို့သိမ်းတိုက်ပွဲတွေပြန်လဲပြင်းထန်နေပါတယ်။ဒေါ်လင်အီတပ်ဖွဲ့တွေကကတာမြို့အခြေဆိုင်ခလာရ339တရင်ကိုဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်နေတာကြောင့်စစ်ကောင်စီဘက်ကလေကြောင်းအားကိုးနဲ့အပြင်းအထန်ခုခံနေရပါတယ်။မြေပြင်တရင်ရင်းမှုတွေရဲ့အဆိုအရစစ်ကောင်စီဟာတရက်ကိုအခောက်ပေါင်း20ကျော်အထိလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေလှုပ်ဆောင်နေတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့မတ်လ20ရက်နေ့ကလည်းကတာမှုရှိစစ်ဘေးရှောင်တွေခိုလုံနေတဲ့လီဒတ်ဖုန်ကြီးကျောင်းနဲ့ပန်းတဲကုန်းရက်ကွက်ကိုစစ်ကောင်စီကလေရင်နဲ့ဘုံကျဲခဲ့တာကြောင့်တန်ကာတော်တွေနဲ့ပြည်သူအများပြားထိခိုက်ဒေဆုံးမှုရှိခဲ့ပါတယ်။လက်ရှိမှာကတာမြို့ကန်ပြည်သူအများစုဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရသလိုမြို့ထဲမှာပိတ်မိနေသူတွေလည်းအများကြီးရှိနေတဲ့အတွက်အခြေအနေဟာအလွန်စိုးရိမ်ရတဲ့အနေအထားမှာရှိနေပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့ရန်ကုန်မန္တလေးလမ်းဟောင်းပေါ်ကနေပြည်တော်အဝင်စစ်ကောင်စီစစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရပြီးနောက်ရင်းနီမြို့အနီးကကြီးရွာတွေကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးဝင်းရောက်လာတာကြောင့်ဒေသခံပြည်သူတွေဖမ်းဆီးစစ်ဆေးခံနေရသလိုဘေးလွတ်ရာကိုလည်းတင်းရှောင်နေကြရပါတယ်။ပြီးခဲ့တဲ့မတ်လ21ရက်နေ့ကနေပြည်တော်အဝင်စစ်ဆေးရေးဂိတ်ကိုဝဇင်တပ်ဖွဲ့က Operation Flyover Urban ရင်းနီအမည်နဲ့အစိမ့်အသေးခံ drone တွေအသုံးပြုပြီးဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ဒီတိုက်ခိုက်မှုကြောင့်စစ်ကောင်စီဘက်က9ဦးထက်မနည်းပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒီဖြစ်စဉ်ဖြစ်ပွားပြီးနောက်မှာနေပြည်တော်အခြေဆိုင်ခါလာရ4411 41နဲ့တိုင်ရင်တွေနဲ့စွာမြို့အခြေဆိုင်ခမရ19ခလာရ84တိုင်ရင်တို့ပူးပေါင်းထားတဲ့စစ်ကြောင်းဟာရေဒါရှည်မြို့နယ်ရင်းနီမြို့အနီးကကြီးရွာတွေကိုစစ်ကြောင်းထိုးဝင်ရောက်လာတာဖြစ်ပါတယ်။လက်ရှိမှာစစ်ကောင်စီစစ်ကြောင်းဟာရင်းနီမြို့အနီးကအေးကြီးရွာထိတ်ပေါက်ရွာကန်တာရွာကန်လရွာနဲ့ရဲကုန်းရွာတွေကိုလက်ပါစီးနေပြီးရဲကုန်းရွာကပြည်သူ3ဦးကိုလည်းလမ်းပြအဖြစ်ဖမ်းဆီးထားတယ်လို့ဒေသစစ်ရေးတရင်ရင်းမြေသူစီကသိရပါတယ်